ဒီလိုနဲ့ chapter တစ်ခုရဲ့အဆုံးကိုရောက်လာခဲ့ပါပြီကျွန်တော် chapter တစ်ခုပြီးတိုင်းမှာပြောခဲ့တဲ့ title တွေအားလုံးကိုစုပေါင်းပြီးတော့မှကျွန်တော်ပြန်ပြီးအချုပ်အနေနဲ့ revision သဘောအနေနဲ့လည်းယူဆလို့ရတဲ့ video လေးတစ်ခုကိုအများနဲ့လုပ်ပေးပါမယ် grammar ပြီးသွားတဲ့အခါမှာလည်းကျွန်တော်အဲ့လိုမျိုး video လေးကိုလုပ်ပေးဖို့စီစဉ်ရှိပါတယ်ဒီလိုပဲ chapter 3အကြောင်းပြောပြီးတဲ့အခါမှာလည်းပြောခဲ့တဲ့ title တွေအားလုံးပြန်ပြီးချုပ်ပါမယ်ဒီဟာက chapter 2ပြန်ပြီးတော့ချုပ်ထားတဲ့ချုပ်လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာတွေက skill တွေကိုပြောခဲ့တာ right main idea ဘယ်လိုရှာမလဲစာပိုက်တစ်ပိုက်ကိုတွေ့လာပြီဆိုတာနဲ့စာပိုက်ရဲ့ main idea ပထမဆုံးနေရာစာပိုက်ရဲ့နောက်ဆုံးနေရာမှာရှိတယ်ဒါတွေကိုသွားဖတ်ပါဒါတွေပြောခဲ့ဘူးရယ်ပေါ့နော်နောက်တစ်ခါ details တွေဆိုလို့ရှိရင်ဘယ်လိုရှာမလဲ right ဒါတွေအကုန်လုံးကငါတို့ရဲ့အတွက်လိုအပ်တဲ့ skill တွေပဲဖြစ်ပါတယ်အဲ့ဒီ skills တွေရပြီးပြီဆိုလို့ရှိရင်ငါတို့နောက်ထပ်သုံးသပ်ရမှာ question types တွေပဲပေါ့နော်ဒီလို skills တွေကိုသုံးပြီးတော့မှဘယ်လိုမျိုး question types တွေဆိုလို့ရှိရင်ဘယ်လို strategies တွေကိုသုံးမလဲအဲ့တော့တင်စားပြီးပြောရင် skills တွေဆိုတာကိုယ်မှာရှိတဲ့လက်နက်တစားတွေနဲ့တူတယ်ပေါ့နော်ကိုယ်မှာလက်နက်တစားများများရှိသေးတယ်မတူညီတဲ့ question types တွေမတူညီတဲ့ monsters တွေကိုဖျက်ဆီးနိုင်လေတွေပဲပေါ့နော်အဲ့တော့ပို့ပြီးဖျက်ဆီးနိုင်လေတွေကိုကအမှတ်ပိုရလေတွေပဲ strategies ကကြတော့ view ဟာနဲ့တူတယ်ပေါ့နော်ဘယ်လို view ဟာသုံးပြီးတော့မှဒီလို monster တွေကိုတိုက်ဖြတ်မလဲဒါအရေးကြီးတယ်ပေါ့နော်ဥပမာဒီသုံးခုစလုံးဒါငါတို့မှနားလေတက်ကျွမ်းသွားမယ်ဆိုလို့ရှိရင်ဟာ language arts မြန်ကွာဘာကြောက်စရာရှိလဲဆိုပြီးပြောလို့တော့ရလာလိမ့်မယ်ပေါ့နော်အဲ့မှာ identifying the main idea in the test နောက်ထပ် title တစ်ခုက implicit main idea ပေါ့နော်ကျွန်တော်နှစ်ခုကဆက်ဆက်မှုရှိရဖြစ်တဲ့အကြောင်းလို့နှစ်ခုကိုပေါင်းပြီးတော့မှပြောပါမယ်ဒီလိုစာပေတွေ့ပြီဆိုတာနဲ့ဒီမှာဆိုရင်ကျွန်တော်ပထမဆုံးတွေ့လိုက်တာ Mr. Binley ပေါ့နော်ဒါဆိုရင်ဒါ literary test တစ်ခုပဲဖန်တီးထားတဲ့ဇာတ်လမ်းတစ်ခုပဲဆိုတော့သိလိုက်တယ်ဒါဆိုဇာတ်လမ်းဆိုမှတော့ main idea ကိုတိုက်ရိုက်ပြောပြတာမျိုးတော့မဟုတ်တော့ implicit main idea ဖြစ်မယ်ပေါ့နော်ဒါပေမဲ့ main idea ဆိုပြီးတော့မှပဲပေါင်းပြီးတော့မှကျွန်တော်က main idea question တွေဒါလာမယ်ဆိုရင်ဘယ်လို approach နဲ့သွားမလဲဆိုတော့ပြောသွားပါအဲ့လိုပြောဖို့အတွက်ကျွန်တော် simple questions တွေပေးပါမယ်အဲ့တော့ main idea question တွေကဥပမာပြရရင် which of the following best expresses the main idea of the passage ရှင်းရှင်းလင်းလင်းပဲ main idea ကိုတောင်းလိုက်တာ right အဲ့မှာဆို keyword က main idea ပဲ what is the primary focus of this test ဒီမှာဆိုလဲ primary ဆို main လို့ပြောတာ ਨੇ တူတူပဲ focus ဆိုတာတော့ idea နဲ့တူတယ်ပေါ့နော်အဲ့တော့ main idea primary focus central idea ဒီလိုစကားလုံးတွေပါလာတိုင်းမှာဒါကစာပိုက်ကြီးတစ်ခုလုံးရဲ့ main idea ပဲဖြစ်စေစာပိုက်ကြီးတစ်ခုထဲမှာရှိတဲ့ paragraph 1 paragraph 2ဒီလို paragraph အသီးသီးရဲ့ main idea ကိုပဲဖြစ်စေတောင်းနေတာဆိုတာကိုငါတို့သိရမယ်ပေါ့နော်အဲ့မှာအခြေအနေနှမျိုးရှိပါတယ်ကျွန်တော်ဒီမှာ paragraph 5 and paragraph 6ဆိုပြီးကျွန်တော်ဆွဲထုတ်ထားတယ်ဒါပေမဲ့အပေါ်မှာ paragraph တွေရှိသေးတယ် paragraph 1 2 3 4 right ဒီ paragraph တွေအားလုံး1 to 6အားလုံးပေါင်းစည်းပြီးတော့မှဘာလို့ခေါ်လဲပြောခဲ့ဘူးတယ်ပေါ့နော် passage လို့ခေါ်တယ်အဲ့မှာမှဒီလိုပိုင်းထားတဲ့အပိုင်းလေးတစ်ပိုင်းချင်းစီကိုကျတော့ paragraph လို့ခေါ်တယ်paragraph မှာ number လေးတက်ထားလေးရှိရယ် paragraph 5 paragraph 6အပေါ်မှာဆို paragraph 1 to 4ပေါ့နော်အဲ့တော့အခြေအနေနှမျိုးစွာဘာကိုပြောချင်တာလဲဆိုတော့ main idea ကိုမေးချင်တယ်ဆိုရင် main idea of the paragraph 5ဆိုပြီးတော့မှ specifically သုံးပြီးတော့မှ paragraph 5တစ်ခုတည်းရဲ့ main idea ကိုမေးတာမျိုးလည်းဖြစ်ကောင်းဖြစ်မယ်အဲ့လိုမှမဟုတ်ရင် passage ဒီတစ်ခုလုံးရဲ့ main idea ကိုမေးတာမျိုးလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဒါကြောင့်မလို့အခြေအနေနှမျိုးလို့ပြောတာဖြစ်ပါတယ်ဒါဆိုရင် paragraph ကိုလည်းမေးနိုင်တယ် passage ကိုလည်းမေးနိုင်တယ်ပေါ့နော်ကျွန်တော်လုပ်ခဲ့ဘူးတဲ့ exercise လေးကိုမှတ်မိမလားမသိဘူးအဲ့ထဲမှာမေးခဲ့တဲ့ question လေးကဒီလိုမျိုးလေးပေါ့နော် the other implies that the main problem with the project is ဒါဆိုရင်လည်း main idea ကိုမေးနေတဲ့ question မျိုးပဲပေါ့နော် Okay အဲ့လို main idea ကိုမေးတယ်ဆိုလို့ရှိရင်ဘယ်လို skill နဲ့ဘယ်လို strategy ကိုသုံးမလဲ skill လို့ပြောရင် global comprehension skill ကိုသုံးရတယ်ပေါ့နော် global ဆိုအားလုံးကိုခြုံပြီးတော့မှကြည့်တဲ့ပုံစံမျိုးကိုပြောတာပါကျွန်တော်ရင်တော့ဥပမာလေးပေးဘူးတယ်တစ်တော်ကြီးတစ်ခုရဲ့အပေါ်မှာ helicopter နဲ့ပြန်ကြည့်လိုက်တဲ့အခါမှာဒီ helicopter ကနေတစ်တော်ကိုမြင်တဲ့အခါမှာဒါတစ်တော်ကြီးပဲဆိုပြီးတော့ကြည့်လိုက်တာတစ်ပင်တွေကိုလိုက်ပြီးတော့မှဟိုပင်ကဘယ်လိုပုံစံဒီလိုပုံစံအယောင်ကဘာအယောင်ပန်းပွင့်ရပါတယ်အဲ့လိုမျိုးလိုက်ကြည့်နေတာမဟုတ်အကုန်လုံးခြုံပြီးကြည့်တာဒါဆို strategy အနေနဲ့ဆိုရင်တော့ the three sentence rule ကိုသုံးပါတဲ့ဒါပါလဲဆိုတော့အောက်ကgist လေးတွေမှာကျွန်တော်ပြောပြမယ်ပေါ့နော်ဒီကျွန်တော် wire highlight နဲ့ပြောထားတဲ့ gist လေးတွေ approach ကိုပြောတာပေါ့နော် main idea question တွေဆိုရင်ဘယ်လို approach နဲ့သွားမလဲပထမဆုံးလုပ်မဲ့အချက်က read and identify the question ဘာမေးခွန်းလဲဆိုတာကို identify လုပ်လိုက်ခွဲခြားလိုက် main idea question ပဲနောက်တစ်ဆင့်ကြမှာ go back to the specific paragraph specific paragraph ဆိုတာကသူမေးနေတဲ့ paragraph ဥပမာ paragraph 3ရဲ့ main idea ဆိုရင် paragraph 3ကိုသွားဒါမှမဟုတ်ရင်ခုနလည်းပြောခဲ့ဘူးရပါတော့ passage တစ်ခုလုံးရဲ့ main idea ကိုမေးတာလည်းဖြစ်ကောင်းဖြစ်မယ်ဆိုတော့ passage တစ်ခုလုံးရဲ့ main idea ကိုမေးတာဆိုလို့ရှိရင်ကတော့ပုံမှန်အဖြစ်တော့လွယ်ပါတယ်
ဘာဖြစ်လို့လဲဆိုတော့ပထမတစ်ခေါက်အနေနဲ့စာပိုက်ကြီးတစ်ခုလုံးကတော့ခြုံပြီးတော့မှအမြဲဖတ်တဲ့အကျင့်ရှိရလေအဲ့တော့စာပိုက်ကဖတ်ကိုဖတ်ရမှာပဲနားလည်ကိုနားလည်ရမှာပဲဆိုတော့ပြန်ဖတ်ဖို့လိုမှသာ main idea ကိုရမယ်ဆိုတဲ့အခြေအနေမျိုးဆိုရင် introductory concluding paragraph ကိုပြန်ဖတ်ပါပထမဆုံး paragraph နောက်ဆုံး paragraph တွေကိုပြန်ဖတ်ပါနော်နောက်တစ်ဆင့်ကျတော့မှ skim the paragraph again အဲ့ paragraph လေးကို skim လုပ်တယ်ဆိုတာအပေါ်ယံလေးပဲဖတ်တာအရင်ကြီးအချိန်ကြာကြီးယူနေမယ်ဆိုလို့ရှိရင်ဒီ question တစ်ခုမှပဲအချိန်တွေကုန်ပုတ်သွားမှာပေါ့ right အဲ့ဒီမှာကျွန်တော်ပြောချင်တဲ့3 sentence rule ဆိုတာလာပါတယ်စာပိုက်ဖတ်တဲ့အခါမှာပထမဆုံးစာကြောင်းကိုဖတ်အလဲကောင်မှာရှိတဲ့စာကြောင်းကိုဖတ်နောက်ဆုံးစာကြောင်းကိုဖတ်ဒီ3ကြောင်းကိုဖတ်ပြီးဆိုတော့ ဒီစာပိုက်ကြီးကပြောချင်တဲ့အဓိကအကြောင်းအရာကိုကုန်မိပြီပေါ့နော်နောက်ဆုံးဆင့်ကြတော့မှ options တွေကို analyze လုပ်မယ်ဘယ် options ကမှန်လဲ A ကိုဖတ် A ကမှားလားမှန်လားမှားတယ်ဆိုဖယ်လိုက်တော့မှန်ပြီဆိုလို့ရှိရင် A ကိုရွေးလိုက်တော့အရင်တော့ကျွန်တော်လုပ်ခဲ့တာလေဒီလိုပဲလေမေးခွန်းကိုဖတ်လိုက်တယ်ဗာမေးခွန်းလဲ main idea မေးခွန်းနော်အဲ့မှာတချို့ကကြတော့ ABCD တွေအားလုံးကိုတန်းဖတ်ပြလိုက်တယ်တန်းဖတ်ပြလိုက်တော့အလုပ်ပို့တာပေါ့ဘယ်လိုအလုပ်ပို့တာလဲဆိုတော့ ABCD ကိုခေါင်းထဲမှာထည့်ထားရတဲ့အလုပ်ပို့တာပေါ့စာပေကိုဖတ်လိုက်ပြီးစာပေရဲ့ main idea ရပြီဆိုတာ ਨੇ အဲ့ဒီ main idea နဲ့ option ထဲမှာပြောထားတဲ့ main idea နဲ့ဘယ်ဟာ match ဖြစ်လဲ matching လုပ်လိုက်တာ ਨੇ ကိုယ့်ရဲ့အလုပ်ကိစ္စပြီးပြီ implicit main idea တော့လုပ်ခဲ့တဲ့ example လေးလည်းမှတ်မိမလားမသိဘူး 70th century မှာရှိတဲ့မြို့သမီးတွေကနေရာများခဲ့ဘူးဒါကပထမ paragraph ကပြောတာဒုတိယ paragraph ကကြတော့အဲ့မှာ exception 2ယောက်ရှိတယ်ဒီ2ယောက်ကတော့နေရာရတယ်သူကတော့ယာလူကြီးအမျိုးသမီးတွေပဲ implicit ဆိုတဲ့အတိုင်းအကုန်လုံးခြုံပြီးတော့မှ main idea ကိုကိုယ့်အကိုရေးယူပါတယ်ဒါမျိုးကိုပြောတာပေါ့နော်နောက်ထပ် basic critical reading skill တွေက details ကိုရှာတဲ့ reading skill ပေါ့နော်ဒါလည်းဒီတိုင်းပါပဲ simple question လေးတွေပြမယ် detail ကိုမေးတဲ့မေးခွန်းတွေကပုံစံမျိုးမျိုးမေးလေးရှိတယ်ဘာလို့လဲဆိုတော့စာပေတွေမှာပြောတဲ့ detail ကလည်းအကြောင်းအရာအမျိုးမျိုးဖြစ်နိုင်ဒါကြောင့်မလို့သူအကြောင်းအရာပေါ်မှာလိုက်ပြီးတော့မှစကားလုံးတိဆောက်ပုံစာကြောင်းတိဆောက်ပုံမေးခွန်းတိဆောက်ပုံပေါ့ဒါတွေကကွဲပြားသွားတယ် According to the passage what caused the character to based on the paragraph 3 which factor was responsible for အဲ့မှာဆို factor ဆိုတဲ့အကြောင်းပြချက်တစ်ခု what caused ဆိုတဲ့ situation တစ်ခုအဲ့လိုအသေးစိတ်ကြတဲ့အချက်လက်ကလေးတစ်ခုကိုတောင်းထားရဆိုရင်ဒါ detail question ပဲဆိုတော့သိရမယ် detail question သိသွားပြီဆိုတာ ਨੇ ဘာ skill သုံးမလဲဘာ strategy သုံးမလဲ skill က scanning and literal retrieval supermarket ကြီးတစ်ခုကိုသွားတယ်ဒါပေမဲ့ကိုဝယ်ချင်တာအင်ကြီးဝယ်ချင်တာအင်ကြီးဝယ်ချင်ပေမဲ့အစားတောက်တန်းကိုရောက်သွားမှာတော့ဘယ်အင်ကြီးတွေ့မှာလဲပေါ့နော်ကိုလိုချင်တဲ့အင်ကြီးအယောင်ဘာမှတွေ့မှာမဟုတ်အဲ့တော့ scanning လုပ်တယ်ဆိုတာအဲ့ဒါကိုပြောတာကိုလိုချင်တဲ့စကလုံးလေးတစ်လုံးကိုစာပိုက်ထဲမှာအဲ့ဒီစကလုံးရှိတဲ့နေရာကိုပဲအာရုံစိုက်ပြီးကြည့်တာကျွန်တော်အားလုံးကြည့်ရမဟုတ်ခုနကပြောခဲ့ skimming ဆိုတာကြောင့်အားလုံးခြုံပြီးတော့အသေးစိတ်မဖတ်ဘူးအပေါ်ယံဖတ်တာဒါပေမဲ့ scanning ကအသေးစိတ်ဖတ်တာအဲ့တော့ strategy ကကြတော့ keyword anchor hunting ဒါပါလဲဆိုတော့အောက်မှာ approach ရမှာကျွန်တော်ထပ်ပြောပြမယ်ပေါ့နော်ပထမဆုံးခိုင်းလို့ပါပဲမေကွန်းကဗာမေကွန်းလဲဆိုတာခွဲခြားစိတ်ပြပါ read and identify the question pick a unique specific word from the question stem question stem ဆိုတာမေကွန်းထဲမှာမေးနေတဲ့အကြောင်းအရာတစ်ခုထဲမှာပါနေတဲ့ unique ဖြစ်တဲ့ထူးခြားတဲ့စကားလုံးလေးကိုဆွဲထားလိုက်ဥပမာ date နေ့ရက်တစ်ခုပဲဖြစ်ဖြစ်နာမည်တစ်ခုပဲဖြစ်ဖြစ် technical term ဒီ term ကိုပဲ paragraph ထဲမှာ synonym အနေနဲ့သုံးထားတာပဲဖြစ်စေတိုက်ရိုက်သုံးထားတာပဲဖြစ်စေအဲ့ဒါကို hunt လုပ်ရမယ်ပေါ့နော်ဆိုလို့ကျွန်တော်အဲ့ဒီစကားလုံးကိုစာပေထဲမှာလိုက်ရှာရမယ်ဘယ်နေရာမှာသုံးထားရလဲအဲ့ဒါကို keyword anchor hunting လို့ကျွန်တော်က strategy အနေနဲ့နာမည်ပေးလိုက်တာပြီးတော့မှနောက်တစ်ဆင့်ကအဲ့ဒီစကားလုံးရှိတဲ့ paragraph စီကိုတွားအဲ့အကြောင်းအရာတွေ့ပြီဆိုတာ ਨੇ ကိုရှာနေတဲ့ details ကိုဆွဲယူလာခဲ့မှန်တဲ့ detail တော့ဖြစ်ဖို့လိုတယ်ပေါ့နော်နောက်တစ်ဆင့်ကြတော့မှ read the options and choose the correct answer ဥပမာအနေနဲ့အရင်တော့လုပ်ခဲ့တာက invisible ink အကြောင်းပြောခဲ့ဘူးတယ်အဲ့မှာblank လေးဖောက်ထားတာတကယ်မိကုံးကလည်းအဲ့နေရာပဲဖောက်ထားပါတော့တကယ်မိကုံးမှာ oldest လို့သုံးမယ်နဲ့ earliest form လို့သုံးတော့လည်းမှတ်မိမလားမသိဘူးအဲ့ဒါကို synonym လို့ခေါ်တာပါနော်မိကုံးထဲမှာပြောထားတဲ့စကားလုံးကိုစာပေထဲမှာဒီလိုပဲသုံးထားမယ်လို့တသမတ်ထဲမှတ်ထားတယ်အဲ့လိုဘယ်တော့မှသုံးမှာမဟုတ်အဲ့လောက်ကြီးလည်းလွယ်မှာမဟုတ်ဘူးနော်နောက်ထပ် example တစ်ခုလည်းမှတ်မိမလားမသိဘူးအဲ့တုန်းကကျတော့ကျွန်တော်တို့က main idea က implicit main idea အကြောင်းပြောတော့ငါပြောခဲ့တာ main idea ကိုမိကွန်းရဲ့ stem ထဲမှာထည့်ပေးထားတယ် main idea ဒါပါပဲဒါပေမဲ့ဒီ main idea ကို supporting လုပ်ပေးနေတဲ့ detail ကဘယ်ဟာလဲဆိုပြီးတော့ပြန်ပြီးတော့ပြောင်းပြန်မေးထားဒါဆို option C ကိုရွေးခဲ့ကြရပါတော့ Mr. Darling အကြောင်းအရာ Peter Pan ဆိုတာတော့ကျွန်တော်ရှင်းပြခဲ့သေးတယ် right အဲ့တော့ဒါကလည်း detail ကိုမေးနေတဲ့အမေကွန်းဒါပေမဲ့အဲ့ဒီ detail က main idea နဲ့ချိတ်ဆက်ပြီးတော့မှမေးထားဒီလိုမျိုးကိုသင်ခဲ့တဲ့ concept လေးကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးမေးတဲ့မေးခွန်းလေးရတယ်ပို့ပြီး advance ဖြစ်လာတယ်ပေါ့နော်နောက်ထပ်တစ်ခုကကျတော့ making inferences and drawing conclusion question type ကိုပြပါမယ်
Based on the passage, what can be reasonably inferred about အဲ့မှာဆိုစကားလုံးတွေက infer ဆိုတဲ့စကားလုံးဆိုတွေ့ပြီဆိုရင်ဒါ inference ကိုမေးတာ what conclusion is supported by the author's argument ဆိုရင်လည်းဒါ conclusion ကိုမေးတာဒါ simple question တွေပေးထားတာပါတကယ်ဆောင်ပွဲမှာဒီလိုမျိုးကြီးပဲအမြင်လာမယ်လို့ပြောလို့မရအောင်နော်အဲ့တော့ inferences တွေ conclusion တွေဆိုရင် skill ကတော့ detective reasoning ကိုသူတို့စစ်နေတာပေါ့နော်ကိုဘလောက် information တွေကိုသုံးသပ်နိုင်စွမ်းရှိလဲတွေးခေါ်နိုင်စွမ်းရှိလဲ G ကတော့ the truth filter လို့ကျွန်တော်နာမည်ပေးထားတယ်အဲ့တော့ကိုယ့်ရဲ့အဖြေကစာပိုက်ထဲမှာရှိနေပြီလားကိုယ့်ရဲ့မျက်လုံးရဲ့ရှေ့မှာလည်းကိုအဖြေကရှိနေတယ်ပေါ့နော်အဲ့ဒီအဖြေကိုအစစ်အမှန်ကိုငါတို့ကစစ်ထုတ်ရတာ inferences လို့ပြောမယ်ဆိုရင်လည်းစကားလုံးလေးတစ်ခုရဲ့နောက်ကွယ်မှာမြုပ်နေတဲ့သဘောတရားလေးကိုဆွဲထုတ်တာဆိုတော့စာပိုက်ကပြောထားတဲ့အကြောင်းအရာအမှန်တရားကိုပဲငါတို့ကဆွဲယူရတာခိုင်းလို့ပဲအဆင့်၄၅ဆင့်ရှိရယ်မိကုံးရဲ့ type ကိုဆုံးဖြတ်ပါခွဲခြားပါပြီးတော့ detail ရှာတော့ကလိုမျိုးပဲ unique specific word ကိုဆွဲထုတ်ပါ go back to the specific paragraph သူမေးနေတဲ့ paragraph ကိုသွားပါဒါမှမဟုတ် passage တစ်ခုလုံးရဲ့ conclusion မေးတယ်ဆိုရင်လည်းပထမဆုံးစာပိုက်ကြီးကိုဖတ်မယ်နောက်ဆုံးစာပိုက်ကြီးကိုဖတ်မယ် conclusion ဆွဲနိုင်ဖို့အတွက်လည်းဒီလိုပဲ skim the paragraph again to grasp the main idea of it paragraph ကိုပြန်ပြီးတော့အပေါ်ယံလေးပဲဖတ် conclusion ဆွဲဖို့အတွက်အရင်နဲ့ example ပေးထားရဆိုရင်ဘာဖြစ်လို့ဖတ်မှာလဲ right read the options and choose the correct answer နောက်ဆုံးကြတော့ options တွေကိုဖတ်အမှန်ဆုံးဖြေကိုရွေး picture plant လို့ခေါ်တဲ့ရေတကောင်းပင်နဲ့ရင်ကောင်လေးရဲ့ story လေးကိုပြောခဲ့ဘူးတယ်ဗောနော်ရင်ကောင်တွေကအဲ့ရေကောင်ပင်ရဲ့ structure မှာရှိတဲ့sweet liquid တွေကိုကြိုက်တယ်ဒါကြောင့်မို့အဲ့ liquid တွေရဲ့လှုံ့ဆော်မှုကြောင့်မလို့ရင်ကောင်လေးတွေအထဲကိုဝင်သွားကြတယ်ဝင်သွားတဲ့ slippery spine တွေကနေပြီးတော့မှသူတို့ short ချချင်တာမဟုတ်ဘူးဒါပေမဲ့ short ကျသွားပြီးအောက်ကရေကန်လေးတွေကိုရောက်တဲ့အခါမှာရင်ကောင်လေးတွေပြေးကြရတယ်ဆိုတာကိုပြောခဲ့ရပါတော့စာပေကြီးကပြောထားဒါပေမဲ့စာပေကြီးက inference ကို flies rarely escape from the picture plant ဆိုပြီးတော့တိုက်ရိုက်ပြောလာမပြောဘူးเนาะကြောင့်မလို့အဲ့စာပေထဲမှာပေးထားတဲ့အချက်ကလေးတွေရဲ့နောက်ကွယ်မှာရှိရဲ့သူအဓိကပြောချင်တဲ့ inference ကိုဆွဲထုတ်ခဲ့တဲ့အချိန်တုန်းကလည်းမိကုံးအရင်ဖတ်လိုက်တယ်စာပေကြီးကိုပြန်သွားတယ်စာပိုက်ကိုခဏလေးနားလည်အောင်ပြန်ဖတ်တယ်အဲ့တော့ခုနပြောခဲ့တဲ့ဒီ step လေးတွေအတိုင်းပဲလိုက်ခဲ့တာပဲဖြစ်ပါတယ်နောက်ထပ် title တစ်ခုက identifying textual evidence ပေါ့နော်အဲ့တော့က evidence ကိုပြောခဲ့တော့ကလည်း question လေးတွေနဲ့သူဒီချာချာလေး practice လုပ်ခဲ့တယ်ပေါ့နော် example question လေးတစ်ခုကကျွန်တော် question number 3ပေါ့နော်အဲ့မှာဆိုကြည့်လိုက်ပါ you might infer that nutritionists do not fully comprehend what makes a diet healthy ဆိုပေးထားတဲ့ပေးချက်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့မေးခွန်းထဲမှာက claim တစ်ခုပါတယ်သက်သေလို့ပြောလိုက်ရင်ဘာကိုသက်သေပြမှာလဲပေါ့ပထမမေးခွန်းဆိုလို့ရှိရင်လည်း which sentence from the test best supports the idea that ရဲ့နောက်မှာလာတဲ့ sentence ကမေးခွန်းကပေးထားတဲ့ claim ပေါ့နော်အဲ့ဒီ claim ကိုမှန်ကန်စေမဲ့ evidence ကိုစာပိုင်ထဲမှာပြန်သွားပြီးတော့မှရှာရမှာအဲ့ claim နဲ့ evidence နဲ့ချိတ်ဆက်ပြီးကြည့်ရတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီလို question မျိုးတွေမှာကျတော့ဂရုစိုက်ရမယ့်အပိုင်းကနှစ်ပိုင်းရှိလာတာကိုတွေ့နိုင်မယ် claim ရဲ့ evidence ရဲ့ဒုတိယ question ဆိုရင်လည်း which quote provides the strongest evidence for the author's claim ဒီမှာ claim ကိုမပေးထားတော့ဘဲနဲ့ author's claim အတွက်အကောင်းဆုံး evidence ကပါလဲဆိုပြီးတော့မှမေးလိုက်တာပါနော်ဒါဆိုရင် skill and strategy က evidence ဆိုတာသက်သေပေါ့နော်သက်သေဖြစ်တဲ့အကြောင်းလို့အမှန်တရားလို့ပြောလို့ရတယ် GD test တွေကပေးထားမှာကို information တွေအများကြီးအဲ့ဒီထဲမှာဒီအကြောင်းအရာလေးတခုမှန်ကန်စေမဲ့ evidence ကိုလိုက်ပြီးရှာရတာဖြစ်တဲ့အကြောင်းမလို့ validation analysis ကိုလုပ်ရတယ်ပေါ့နော်မှန်စစ်ဆေးရတာပဲပြီးရင်မှန်ကန်တဲ့ information ကိုလိုက်ရှာပြီးတော့မှမိကွန်းထဲမှာပါတဲ့ claim နဲ့ connect လုပ်ပြီးတော့မှအဖြေကိုပေးရတယ်ပေါ့နော် strategy ဆိုလို့ရှိရင် courtroom proof test လို့ကျွန်တော်နာမည်ပေးထားတယ်ပေးထားတဲ့ claim ကိုပို့ပြီးတော့မှထောက်ပံ့ပေးမဲ့ evidence လေးကိုလိုက်ပြီးရှာရတာပါဒါဆိုရင်ခါတိုင်းလိုပဲ step လေးတွေကတော့ပထမဆုံးမေးခွန်းကိုဖတ်ဗာမေးခွန်းလဲဆိုတာကို identify လုပ်လိုက်ပေါ့နော်ပြီးရင်အဲ့ဒီမေးခွန်းထဲမှာ claim ကပါမပါကိုစစ်ဆေးပြီးရင်အဲ့ဒီ claim ထဲမှာပါနေတဲ့ keywords လေးတွေကို underline လုပ်လိုက်သို့မဟုတ် highlight လုပ်လိုက်ပေါ့နော်အဲ့ဒီ keywords တွေကိုလိုက်ပြီး trace လုပ်ပြီးတော့မှ paragraph ထဲမှာဒီ keywords တွေနဲ့အကြောင်းအရာကိုဘယ်နေရာမှာပြောထားလဲဆိုပြီးတော့သူ information ရှိရဲ့ paragraph စီကိုရအောင်သွားရမယ်ပေါ့နော်ပြီးတော့မှနောက်တစ်ဆင့်က predict the answer by finding the proven sentence yourself before looking at the choices တွေကိုမကြည့်သေးခင်မှာကိုယ်တိုင်ရအောင်စာပိုက်ထဲမှာရှာကြည့်ပါရှာကြည့်ပြီးတော့မှခေါင်းထဲမှာခဏလေးမှတ်ထားလိုက်ပါနော်ပြီးတော့မှ options တွေကိုဖတ် read the options and apply a strict matching test ဆိုတော့ခုနကရခဲ့တဲ့ evidence နဲ့ option မှာအထဲမှာပေးထားတဲ့ evidence တွေကိုတိုက်ပြီးတော့စစ်ကြည့်ရမယ်ပေါ့နော်နှစ်ခုက match ဖြစ်နေအဲ့ဒီ option ကိုရွေးလိုက်ရမှာပါပဲ
အရင်တစ်ခါတုန်းကလည်းကျွန်တော်တို့ကစာပေထဲကိုတော့ပြန်သွားမဖတ်တော့ဘဲနဲ့ဒီမှာဆို word play လုပ်လိုက်တယ်ပေါ့နော် puzzle by ဆိုတဲ့စကားလုံးနဲ့ do not fully comprehend ဆို to be ဆိုပြီးတော့မှ option C ကအဖြေမှန်ပဲဆိုပြီးတော့ပြောခဲ့တယ် process of elimination အရာ A B D ကတော့လုံးဝသူပေးထားတဲ့ claim သို့မဟုတ်သူပေးထားတဲ့ inference နဲ့တိုက်ဆိုင်ခြင်းမရှိဘူးသူပေးထားတဲ့ inference ကိုပေးထားတဲ့ evidence လို့လည်းပြောလို့မရဘူးဒါကြောင့်မလို့ option C က the most correct answer ဖြစ်နေတယ်သက်ဆိုင်မှုလည်းရှိရမယ် claim ကိုထောက်ပံ့ပေးနေတဲ့ evidence လည်းဖြစ်ရမယ်နောက်ထပ် skill တစ်ခုက making connection between ideas နောက်ဆုံးပြောလိုက်တဲ့ skill လေးပေါ့နော်ဥပမာ question တွေကတော့ how does paragraph 4 build upon the ideas introduced in paragraph 2ဒါဆို paragraph 2နဲ့4နဲ့ငါတို့အဓိကကြည့်သွားမယ် paragraph တွေခဏပြန်ဖတ်ဖို့လိုတဲ့အခါမှာဒီ paragraph နှစ်ခုပြန်သွားဖတ်မယ်ပေါ့နော်ဘာကြောင့်ရတွေပြောထားလဲဒါဖတ်ပြီးတော့တဲ့အခါကျတော့မှ paragraph 2နဲ့ paragraph 4နဲ့ကြားထဲမှာဘယ်လို linkage ရှိလဲဘယ်လိုချိတ်ဆက်ရှိလဲဆိုတာပြန်ပြီးတွေ့ရမယ်ပေါ့နော်ဒုတိယမေးခွန်းက what is the relationship between the author's two main arguments paragraph တွေနဲ့တည်တံ့ဖော်ပြထားခြင်းမရှိဘဲနဲ့ author ရဲ့ main arguments နှစ်ခုဆိုပြီးတော့မှသူကပြောလိုက်တယ်ပေါ့နော်ဒါဆိုရင်စာပိုက်ဖတ်ပြီးသားဖြစ်တဲ့အကြောင်းမလို့ author ကဘယ်လို arguments နှစ်ခုကိုစာပိုက်ထဲမှာပြောသွားလဲဆိုတော့ရှင်းထုတ်ပြီးကြည့်နိုင်ရမယ်နောက်ထပ်သုံးခုမြောက်ကတော့ငါတို့လုပ်ခဲ့တဲ့မေးခွန်းလေးပါ how does the main idea of paragraph 3 influence the development of the test ဒါဆိုရင်ကြည့်ရမယ့် paragraph က paragraph 3ဒါပေမဲ့ paragraph 3ကိုပဲကြည့်ပြီးတော့ရပြီလားဆိုတော့မဟုတ်ဘူးလေငါတို့လုပ်ခဲ့ပူပါတယ် development of the test ဆိုတဲ့စာသားကလည်းပါနေဖြစ်တဲ့အကြောင်းမလို့စာပိုက်ကြီးတစ်ခုလုံးရဲ့ main idea ကိုလည်းခြုံငုံပြီးတော့မှနားလည်ထားရမယ်အဲ့လိုခြုံငုံပြီးနားလည်မှသာစာပိုက်ကြီးတစ်ခုလုံးရဲ့ main idea နဲ့ခုန paragraph 3နဲ့ main idea နဲ့ကြားထဲမှာ relationship ကပါလဲဒါ connection လောက်တာပဲပေါ့ again ကြီးဒီဆောင်ပွဲမှာဒီလိုမျိုးပဲမေးမယ်လို့တော့ပြောလို့မရအောင် connection လုပ်ဖို့လိုအပ်တဲ့မေးခွန်းတွေဆိုလို့ရှိရင်တိတိတသာစာပိုက်တစ်ခုချိတ်ဆက်ထားပဲဖြစ်စီစာကြောင်းလေးကစာပိုက်တစ်ခုပေါ်မှာဘယ်လိုလွှမ်းမိုးမှုရှိလဲအဲ့လိုမေးတာပဲဖြစ်စီအမျိုးမျိုးမေးလိုက်မယ်ပေါ့နော်ဒါဆိုရင် connection လုပ်ဖို့အတွက်လိုအပ်တဲ့ skill ကစာပိုက်ကိုဖတ်သွားတဲ့အခါမှာစာပိုက်ရဲ့ flow ကိုသိနိုင်ဖို့အတွက် structure tracking လုပ်ရတယ်ပေါ့နော်ပြောခဲ့ပူပါတယ်စာပိုက်တစ်ခုနဲ့တစ်ခုကအကြောင်းအရာမတူတာနဲ့အမျှသူတို့ရဲ့ဖွဲ့စည်းပုံချင်းလည်းမတူဘူး paragraph တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ relationship ကလည်းမတူဘူး paragraph 1ကနေ paragraph 2ကိုကူးသွားတဲ့အခါမှာ1မှာတော့ကောင်းကြောင်းတွေပြောထားတယ်2မှာကျတော့ဆိုးကြောင်းတွေပြောတယ်ဆိုရင်ဒါဆန့်ကျင်ဘက်အားရကိုတွားနေပြီဆိုတဲ့ relationship မျိုးပေါ့နော် strategy ကတော့ transition signposting transition word လေးတွေကိုလိုက်ပြီးမှကြည့်ပါနော် connections လုပ်တဲ့အခါကျလို့ရှိရင်စာပိုက်တစ်ခုနဲ့တစ်ခုကြားမှာ connection ပဲဖြစ်စေစာကြောင်းလေးကြားမှာရှိတဲ့ connection ပဲဖြစ်စေ however nevertheless ဒါမျိုးလေးတွေက signpost လုပ်ပေးတတ်တယ်ပေါ့နော်ဒီလိုမျိုး transition words လေးတွေ transitional expressions လေးတွေ signpost လုပ်ပေးတဲ့စကားလုံးလေးတွေ phrase လေးတွေကိုတည်တည်ချာချာ cue စိုက်ပြီးမှဖတ်မယ်ဆိုလို့ရှိရင်စာပိုက်တစ်ခုနဲ့တစ်ခုကြားမှာ linkage ကဘယ်လိုရှိလဲဆိုတာပိုပြီးနားလည်ပါလိမ့်မယ်ခိုင်းလို့ပဲအောက်မှာ approach ပေးထားပါတယ် read and find the question ကဘာမြင်ရလဲ what is the relationship between လို့တွေ့ပြီးဆိုတော့ဒါကတော့ချိတ်ဆက်ပြီးတော့မှနားလည်ရတော့မယ် question က connection လောက်ခိုင်းနေပြီဆိုလို့ရှိရင်ခုနကမေးခွန်းလေးထဲမှာတွေ့ခဲ့တဲ့အတိုင်းပဲ paragraph 3နဲ့စာပိုက်ကြီးတစ်ခုလုံးဆိုရင်ငါတို့အဓိကကြည့်ရမှာ paragraph 3ဒါကြောင့်မလို့ specific paragraphs ကိုပြန်သွားပါခဏလေးပြန်ဖတ်ပါအဲ့ဒီ specific paragraph နဲ့ the whole passage ကိုချိတ်ဆက်ထားဆိုလို့ရှိရင် the whole passage ကိုဖတ်ဖို့လိုအပ်လာတဲ့အခါမျိုးမှာလည်းပထမဆုံးစာပိုက်နောက်ဆုံးစာပိုက်ကိုပေါ်ရန်လေးပြန်ဖတ်ပါပြီးတော့မှနှစ်ခုကိုချိတ်ဆက်ပြီးတော့မှကြည့်ပါ paragraph နှစ်ခုကိုချိတ်ဆက်ထားရဲဆိုလို့ရှိရင်လည်း paragraph တွေကိုပြန်ပြီးတော့မှ skim လုပ်ပါနော်ပေါ်ရန်လေးပြန်ဖတ်အဓိက main idea ကိုရဖို့ပဲအဲ့မှာအဓိကကြားတဲ့စကားလုံးလေး however because furthermore ဒီလိုစကားလုံးလေးဆိုလို့ရှိရင်တတိထားပြီးတော့မှကြည့်ပါသူတို့က sign post လုပ်ပေးတယ်ပေါ့နော်ငါတို့ဒီ direction ကိုသွားရမှာနောက်ဆုံးဆင့်ကြတော့မှ options တွေကိုဖတ်မယ် choose the correct answer အဲ့တော့ဒီအထိလောက်လာတဲ့ approach တိုင်းမှာနီးလန်းလေးတွေကစင်တူနေတာသွားတွေ့လိမ့်မယ်ပေါ့နော်ဒါပေမဲ့သုံးသွားတဲ့ skill လေးတွေကတော့မတူဘူး details ကိုရှာနေတဲ့အချိန်မှာ main idea ရှာသလိုမျိုးအပေါ်ယံလေးပဲဖတ်မယ်ဆိုလို့ရှိရင်မဟုတ်ဘူးလေ right ဒါပေမဲ့ universal approach ကိုပြောမယ်ဆိုလို့ရှိရင်တော့အားလုံးအတူတူပဲဖြစ်နေတယ်မိကုန်းကိုဖတ်လိုက်ပါမိကုန်းကဘာမျိုးစားလဲခွဲခြားပါပြီးရင်မိကုန်းထဲမှာ paragraph ကိုပြန်သွားဖတ်ခိုင်းထားတယ်ဆိုလို့ရှိရင်ခဏလေးပြန်သွားဖတ်ပါနောက်ဆုံးအဆင့်ကြတော့မှ options တွေကို analyze လုပ်ပါဒီလိုလေးအစဉ်စဉ်သွားမယ်ပေါ့နော်ဒီမှာလည်းကျွန်တော် option C ကိုရွေးခဲ့ကြတယ် slave ဆွေချောင်းကိုပြောထားခဲ့တာပေါ့နော်ဒီမှာလည်းကျွန်တော်လုပ်ခဲ့တာတွေကအတူတူပဲပေါ့နော်မိကုန်းကိုဖတ်လိုက်တယ် paragraph 3ကိုပြောထားတဲ့အတွက်ကြောင့်လို့3ကိုခဏလေးပြန်သွားဖတ်တယ် slave ဆွေချောင်းကိုပြောထားရဲဆိုတဲ့ main idea လေးကိုရအောင်ယူခဲ့တယ် slave ဆွေကအဲ့ဒီ data ကိုသူရဲ့ဆန္ဒမပါပဲရောက်သွားကြတယ်ဆိုတာကိုရအောင်ယူခဲ့တယ်အဲ့ဒါကိုသိပြီဆိုရင် option C ကပြောထားတဲ့ some people coming to the colonies came against their will ဆိုတဲ့အကြောင်းနဲ့ချိတ်ဆက်ရှိနေတာဖြစ်တဲ့အကြောင်းမလို့ test ကြီးတစ်ခုလို့ပေါ်မှာ influence ဖြစ်တဲ့ paragraph 3ရဲ့ main idea ဆိုလို့ရှိရင် option C will be the correct answer တခုပြောချင်တာကကိုယ့်အတွက်အဖြေတွေကကိုယ့်ရဲ့ screen ပေါ်မှာရှိရဲ့စာပိုက်ကြီးတစ်ပိုက်လုံးထဲမှာပဲရှိနေရပေါ့နော်အဲ့ရှိနေတဲ့အထဲမှာဘယ်နေရာမှာအဖြေကရှိတာလဲ
အဲ့ဒီအဖြေကိုရဖို့အတွက်ဘာတွေလုပ်ဖို့လိုတာလဲဒါလေးတွေကိုပဲကြော်ဖြတ်နိုင်ဖို့အတွက်လိုတယ်ပေါ့နော်အဲ့ဒါကိုကြော်ဖြတ်နိုင်ပြီဆိုလို့ရှိရင်ဘယ်လိုမေးခွန်းပုံစံမျိုးဆိုရင်ဘယ်လိုဖြေလိုက်မယ်ဒီလိုမေးခွန်းပုံစံမျိုးဆိုရင်ကတော့ဒီ strategy တွေသုံးရမယ်ဒါဆိုရင်ပုံမြန်တယ်တဖြည်းချင်းပို့ပြီးတော့မှသုံးသပ်လာနိုင်လိမ့်မယ်ပေါ့နော်အဓိက low strategies တွေ skills တွေ question types တွေကိုကျင့်ညတ်ထားခဲ့ပြီဆိုလို့ရှိရင်နောက်ပိုင်း practice တွေလုပ်တဲ့အခါမှာဘယ်လို question မျိုးပဲလာကိုယ့်အတွက်လိုအပ်တဲ့အဖြေကစာပေထဲမှာရှိနေတယ်ဆိုရင်အတိနဲ့ဖြေနိုင်လာလိမ့်မယ်ပေါ့နော်